ဘဝမှာလေတခါနေကြရင်ဘာလိုဘာမှမတည်ခံစားရတာမျိုးမရှိဘူးလားအရာရာပြည့်စုံနေတယ်လို့နဲ့တခုခုတော့လိုနေတယ်လို့မျိုးပေါ့ဒီနေ့ကျွန်တော်တို့လေ့လာကြည့်မဲ့ရှေးကျတဲ့စာပေတစ်ခုကလေအဲ့ဒီခံစားချက်ရဲ့အရင်းမြစ်ကိုထောက်ပြထားတယ်သူကလူဘဝကိုဖြည့်ရှင်းရမယ့်ပြဿနာတစ်ခုလို့မြင်တယ်ကဲအဲ့ဒီပြဿနာဘာလဲအဖြေကတော့ဘာဖြစ်မလဲဆိုတာကိုအတူတူကြည့်လိုက်ကြရင်ဒီစာပေကလူဘဝကိုရှင်းပြဖို့သုံးထားတဲ့ပုံရိပ်ကတော်တော်လေးပြင်းထန်တယ်အဲ့ဒါကတော့မီးတဲ့အပြင်ကတကယ်လောင်တဲ့မီကိုပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့တရားချင်းစီရဲ့စိတ်ထဲမှာအမြဲတမ်းတငွေ့ငွေ့လောင်နေတဲ့မီကိုဆိုလိုတာအဲ့ဒါတွေကဘာတွေလဲဆိုတော့လောဘမီဒေါသမီမောဟမီအဲ့ဒီလိုလူချင်းတက်မှတ်မှုတွေမကြည်နပ်မှုတွေအမြင်မှားမှုတွေဆိုတဲ့မီတောင့်တွေကိုပြောနေတာပါအဲ့တော့နေစရာရှိလာပြီလေကိုစိတ်ထဲမှာလောင်နေတဲ့ဒီမီးကိုဘယ်လိုလုပ်ငင်းကြမလဲဒီမီးပြီးကနေဘယ်လိုထွက်ပြေးကြမလဲဟုတ်ပြီဒီစာပြေးကဘယ်လိုလိုင်းညွန်ထားတယ်လဲဆိုတာကိုပဲဆက်ပြီးလေ့လာကြည့်ကြတာပေါ့ဟုတ်ပြီအပိုင်းတစ်တန်တရာရဲ့အဆုံးမဲ့မီးတော့ဒီမီးလောင်မှုရဲ့အရင်ခံကိုနားလည်ဖို့အတွက်အရင်ဆုံးဒီပြဿနာကြီးရဲ့နာမည်ကိုသိဖို့လိုတာပေါ့စာပေမှာတော့ဒီအဆုံးမရှိတဲ့လောင်ကျွမ်းမှုအိုတန်တရာလို့ခေါ်တယ်တန်တရာဆိုတဲ့စကားလုံးကိုကြားလိုက်ရင်လူတော်များများကတေးပင်နောက်တဘွားကူရာကိုပဲပြင်းမြင်ကြတယ်ဒါပေမဲ့ဒီစာပေမှာပြောချင်တဲ့တန်တရာကအဲ့ဒါတခုတည်းမဟုတ်ဘူးဗျအဓိကကအခုဒီမှာဖြစ်နေတဲ့အခြေအနေကိုပြောတာဥပမာပျော်စရာတစ်ခုခဏတွေ့လိုက်တယ်ပြီးတာနဲ့အဲ့ဒါလေးပျောက်သွားမှစိုးရင်ပူပါနေရပြန်ရောမလို့ကျန်တာတွေနဲ့တွေ့ပြန်တော့လဲစိတ်ညစ်ရပြန်ရောဒီလိုမျိုးပျော်လိုက်နာကျင်လိုက်စိုးရင်လိုက်နဲ့အများနဲ့မကြည်နပ်မှုတွေကြားမှာလဲချလဲပတ်နေတဲ့ကျွန်တော်ရဲ့စိတ်ချင်းနေအဲ့ဒီအဆုံးမရှိတဲ့စက်ဝန်းကြီးကိုတန်တရာလို့ဆိုလိုတာပါကဲအပိုင်းနှစ်ဇေဒုက္ခရဲ့လောင်စာမီးလောင်ဖို့ဆိုရင်လောင်စာဆိုတာလိုရမလားဒါဆိုကျွန်တော်တို့စိတ်ထဲကဒီတန်တရာမီကိုဘာတွေကများလောင်စာထည့်ပေးနေတာလဲအဓိကတရားခံကဘယ်သူတွေလဲဆိုတာကြည့်ကြရအောင်စာပေမှာတော့အဓိကလောင်စာနှစ်ခုကိုလက်ညှိုးထိုးပြထားတယ်ပထမတစ်ခုကအဝိဇ္ဇာတဲ့အဝိဇ္ဇာဆိုတာကအမှန်တရားကိုမမြင်တာအရာရာကိုအမြဲတမ်းရှိနေမယ့်အရာတွေလို့အထင်မှားနေတာပေါ့ဒုတိယတစ်ခုကတော့တဏှာဆိုတာကတော့လိုချင်တတ်မှတ်မှုနောက်ထပ်လိုချင်သေးတယ်ဒါလေးရရင်ပြီးဖို့ဟိုကလိုချင်သေးတယ်ဆိုပြီးဘယ်တော့မှအားမရနိုင်တဲ့စိတ်ဆန္ဒပေါ့ဗျာအဲ့ဒီနှစ်ခုပေါင်းမိသွားတဲ့အခါမှာတော့ဆင်းရဲဒုက္ခဆိုတဲ့မိထောက်ကြီးဟုံးခနဲ့ထထောက်တော်တာပဲလို့ဆိုပါတယ်အဝိဇ္ဇာနဲ့တဏှာကကျွန်တော်တို့ရဲ့အမြင်ကိုဘယ်လိုဝေဝါးသွားစီတယ်လဲဆိုတာကြည့်ရအောင်ကျွန်တော်တို့တွေကလေဒါငါမိသားစုဒါငါပစ္စည်းဒါငါခန္ဓာကိုဆိုပြီးအရာရာကိုငါနဲ့ငါဟာဆိုတဲ့တန်စိတ်တွေကပ်ပြီးအယမ်းဆွဲလန်းကြတယ်ဒါပေမဲ့ဒီစာပေကတတိပေးနေတာကဘာလဲဆိုတော့အဲ့လာတွေအားလုံးဟာခန္ဓာရာစုစည်းထားတဲ့အရာတွေပဲအချိန်တိုင်းပြိုကွဲပျက်စီးသွားမှချီပဲဆိုတာပါပဲဒီလိုမမြဲတဲ့အရာတွေကိုမြဲတယ်လို့အချင်မှာပြီးတင်းတင်းကြပ်ကြပ်စုပ်ကိုင်းထားမိတာအဲ့လာဟာဆင်းရဲဒုက္ခရဲ့အစပဲပေါ့ကဲအပိုင်းသုံးယောဂကိုတော့တည်ပြီးဒါဆိုဒီယောဂအတွက်ဈေးကတော့ပါလေဒီစာပေမှာညွှန်ထားတဲ့ဈေးကတော့ဝိပဿနာဉာဏ်ဆိုတဲ့ဈေးပါပဲအဖြေဖို့စာပေကရှင်းရှင်းလင်းလင်းပဲပြထားတယ်စိတ်ရဲ့ရောဂအတွက်အစွမ်းထက်တဲ့ဆေးတစ်မျိုးရှိလေတဲ့အဲ့ဒီဆေးရဲ့နာမည်ကတော့ဝိပဿနာတနည်းအားဖြင့်ပြောရရင်အမှန်တရားကိုထိုးထွင်းပြီးသိမြင်နိုင်တဲ့ဉာဏ်ပညာကိုဆိုလိုတာပါပဲဝိပဿနာဆိုတာကြားလိုက်ရင်တချို့ကရှုပ်ထွေးတဲ့ကျင့်စဉ်ကြီးတစ်ခုလို့ထင်နိုင်တယ်ဒါပေမဲ့အမှန်တော့အဲ့ဒီလိုမဟုတ်ပါဘူးသူ့ရဲ့အခြေခံကသိပြန်ပြင်းလာရှင်တယောက်ကအရာဝတ္ထုတစ်ခုကိုလေ့လာတယ်လို့ပဲကိုယ့်စစ်ကိုပြန်ပြီးတော့အေးအေးဆေးဆေးစောင့်ကြည့်လေ့လာတာပါဥပမာအတွေ့တစ်ခုပေါ်လာတယ်ခံစားချက်တစ်ခုဖြစ်လာတယ်ဆိုရင်အဲ့လာကိုငါအတွေ့ပဲငါခံစားနေရတာဆိုပြီးချက်ချင်းဝင်မရောဆက်ပဲနဲ့အော်အတွေ့တစ်ခုပေါ်လာလိုက်တာပဲပြီးတော့ပျောက်သွားတာပဲဆိုပြီးသူ့ရဲ့ဖြစ်ပြီးပြတ်သွားတဲ့တဘာဝကိုဘေးကနေဗတ်မလိုက်ဖဲစောင့်ကြည့်နေလာမျိုးပါပဲဟုတ်ပြီအပိုင်းလေးအရာရာကိုအမှန်တိုင်းမြင်ခြင်းဒီလိုမျိုးကိုယ်စိတ်ကိုတမတမကြကြစောင့်ကြည့်လေ့လာတဲ့အခါမှာဘာတွေကိုတွေ့လာရမလဲကျွန်တော်တို့အမြဲတမ်းအချင်မာနည်းရဲ့အရာတွေရဲ့နောက်ွယ်ကအမှန်တရားတွေကဘာတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်ဒီလိုလေးလာမှုကနေအခြေခံကြတဲ့အမှန်တရားကြီး၃ခုကိုမျိုးဝါးထင်ထင်မြင်လာစေရရွဆိုတဲ့ပထမတစ်ခုကအနိစ္စဆိုလိုတာကလောကမှာဘယ်အရာမှာဘယ်ခံစားချက်မှာဘယ်အတွေးမှမမြဲဘူးအလုံးဟာအစမပြတ်ပြောင်းလဲနေတယ်ဒုတိယတစ်ခုကဒုက္ခမမြဲတဲ့အရာတွေကိုမြဲပါစေလို့အတင်းဆုပ်လိုက်ထားခြင်းနဲ့ကျွန်တော်တို့ရဲ့ဆွဲလန်းဖို့ကပဲဆင်းရဲဒုက္ခကိုဖြစ်စေတာပါပြီးတော့နောက်ဆုံးအရေးကြီးဆုံးကအနတ္တဆိုလိုတာကဒီခန္ဓာကိုယ်နဲ့စိတ်ထဲမှာတကယ်တမ်းငါလို့လက်ညှိုးထိုးပြစေရအမြဲတည်တတ်နေတဲ့အနတ္တအတ္တဆိုတာတကယ်မရှိဘူးဆိုတာပါပဲအဲ့ဒီအမှန်တရားတွေကိုမြင်လိုက်တဲ့အခါမှာခုနကပြောတဲ့လောင်စာဖြစ်တဲ့ဆွဲလန်းမှုတွေကြော့ကျသွားပြီးတော့မိတော့တွေလည်းတဖြည်းဖြည်းငင်းအေးလာတယ်ပေါ့ဗျာအထူးသဖြင့်ကျွန်တော်တို့ငါလို့အဆွဲလန်းဆုံးဖြစ်တဲ့ဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးဒီစာပေကဘလောက်တောင်ပြင်းပြင်းထန်ထန်သုံးသပ်ပြထားလဲဆိုတော့ကြည့်ပါခန္ဓာကိုယ်ကို
မြေရေလေမီတက်တေယာယီစုပေါင်းထားတဲ့မမြက်တဲ့ယွန်စရာကောင်းတဲ့အရာအလို့တောင်သုံးလုံးထားတယ်ဟာဘာလို့ဒီလောက်တောင်ပြင်းထန်တဲ့စကားလုံးတွေသုံးရတာလဲဆိုတော့ကျွန်တော်တို့ကဒီခန္ဓာကိုယ်ကိုတိတ်ခလာတယ်တိမ်မမောစရာကောင်းတယ်လို့ထင်ဒီအတ္တဆွဲနေတာကိုအဲ့ဒီဆွဲလမ်းမှုကိုတိုက်ရိုက်ချေဖြတ်ပြီးဒါဟာငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သွားစေခြင်းလို့ပါပဲ ကဲအပိုင်းကနိဗ္ဗာန်တို့သွားရလမ်းဟုတ်ပြီဒီဆေးကိုသုံးပြီးအမှန်တရားကိုလည်းမြင်ပြီဆိုပါစို့ဒါဆိုအဆုံးစုံပန်းတိုင်ကဘာထလာမလဲ ဒီစာပေမှာတော့အဆုံးစုံပန်းတိုင်ကမီးဆက်သက်ပါကိုငင်းသက်နိုင်ခြင်းပဲလို့ဖော်ပြထားတယ်။အဲ့ဒီမီးဆက်သက်ပါဆိုတာကအစမှကျွန်တော်တို့ပြောခဲ့တဲ့အခြေခံလောင်စာတွေဖြစ်တဲ့လောဘဒေါသမောဟတွေကနေဆင့်ပွားပြီးတောက်လောင်လာတဲ့မီးတောက်တွေအားလုံးကိုဆိုလိုတာပါပဲ။ အဲဒီလိုမီးတောက်တီအားလုံးလုံးဝငင်းအေးသွားတဲ့အချိန်នេះအဲ့ဒါကိုပဲနိဗ္ဗာန်လို့ခေါ်တာပါနိဗ္ဗာန်ဆိုတာဒေပြီးမှသွားရတဲ့ကောင်းကင်ဘုံလိုနေရာတစ်ခုကိုပြောတာမဟုတ်ဘူးအခုဒီဘဝမှာပဲကိုယ်စိတ်ထဲကလောင်စာတွေအကုန်ကုန်ခန်းသွားလို့မီးလုံးဝငင်းသွားတဲ့အေးချမ်းတဲ့အချိန်នេះကိုဆိုလိုတာဒါဟာစင်ရဲ့အားလုံးရဲ့အဆုံးသက်တန်တရားစဝန်းထဲကနေအဖီတိုင်လွတ်မြောက်သွားတာပါပဲ ဒီစာပေတစ်လျှောက်လုံးမှာထက်ခါတလဲလဲအရေးတကြီးတိုက်တွန်းထားတာတစ်ခုရှိတယ်။အဲ့ဒါကအချိန်မဆွဲဖို့ပဲ။လာရီရက်ဒီနာရီတို့အလကားမဖြုံးတီးနဲ့လို့ကိုဆိုထားတာ။ဘာဖြစ်လို့လဲဆိုတော့အဆုံးမရှိတဲ့တန်တရားမီးတော့ကြီးထဲမှာနစ်မုန်းနေရတဲ့တတဝါတွေအတွေ့ဒီလိုလွတ်မြောက်ရာလမ်းကိုတိခွင့်ကြားခွင့်ကျင့်ခွင့်ရဖို့ဆိုတာကမဖြစ်နိုင်လောက်အောင်ကိုရှားပါပြီးတန်ဖိုးဖြစ်လို့မရတဲ့အခွင့်အရေးမို့လို့ပါပဲ။ နောက်ဆုံးမှာတော့လေဒီစာပေကအားကောင်းဆုံးနဲ့အနက်ရှိုင်ဆုံးတိုက်တွန်းချက်တစ်ခုနဲ့ညီကုံချုပ်ထားတဲ့များစွာသောတတ္တဝါတို့မိမိကိုယ်ကိုတနာကြပါတဲ့ဒီစကားကဘာကိုပြနေလဲဆိုတော့ဒီစီယမီကိုညှင်သက်ဖို့စ조사တဲ့ခီးချမ်းကြီးတစ်ခုလုံးဟာကိုယ့်ကိုယ်ကိုညှင်ပန်းနေဆက်တာတင်ချက်တဲ့စီကန်းတွေနဲ့ချီနှောင်တာမျိုးမဟုတ်ပဲကိုယ့်ကိုယ်ကိုအမှန်တကယ်ချီရရောက်တဲ့ကိုယ့်ကိုယ်ကိုထားတဲ့အနက်ရှိုင်ဆုံးကရုဏာတရားတစ်ခုပါလားဆိုတာပါပဲဒါဟာကျွန်တော်တို့အားလုံးအတွက်တကယ့်ကိုပြန်လဲစဉ်းစားစရာကောင်းတဲ့ချက်တစ်ခုပါပဲ